အဲ့လိုမျိုးပြောတဲ့ခါကျဒါပေမဲ့သူတို့ပြောပြတယ်ဟိုတွေ့လားသားတို့ကဒီမှာနေရတယ်ဒီမှာစားလို့ရတယ်စားတင်ရသေးတယ်ဒါပေမဲ့သားတို့အတွက်အသက်ပေးပြီးတော့တိုက်နေတယ်ဒီမှာကြီးညာတိုင်းဗီဒီယိုကောတွေပြောပြီးအလုပ်တွေလုပ်နေရတဲ့အကိုတွေမောင်းနေဆိုငှက်တလက်ပြက်တဲ့ခါနဲ့သားတို့အတိုင်းဒီလိုစစ်ကြုံဘဝကနေလွတ်အောင်လို့သူတို့ရုန်းကန်ပေးနေတာဟဲ့တော့အမေကသူတို့ကိုစွန့်လွတ်ဖို့တော့မဖြစ်နိုင်ဘူးဒါကလည်းသားတို့သမီးတို့နောင်ရေးအတွက်လည်းပါတယ်နောင်တစ်ချိန်ကျရင်အမေတို့လိုမျိုးဒုက္ခတွေအမေတို့လိုမျိုးဘဝတွေအမေတို့လိုလိုက်ထက်စီနေလောက်ခံရမှုတွေအမေတို့လိုမတရားမှုတွေမကြုံရအောင်နောင်သားမျိုးဆက်တွေအတွက်ကိုအမေတို့ကတခါတည်းတိုက်ယူပေးခဲ့တာပေါ့နော်အဲ့လိုပြောတဲ့ခါကျသူတို့နားလဲတယ်ပေါ့ကိုတိုင်းတော့သူတို့မလုပ်ပေးနိုင်မဆောင်ရှောက်ပြင်မဲ့သူတို့ကသူတို့တော့ထားပြီးမနက်မလင်းဆိုကြောင်းသွားဖို့ပြင်ဆင်ကြရလောက်ကြရဘာဖြစ်လဲဆိုတော့ကျမသမီးဆိုင်လေးဖွင့်လာတဲ့ခါကျမနက်9 နာရီခွဲလောက်ဆိုရင်ဆိုင်တော့ရတယ်ပေါ့နော်အဲ့ဒီချိန်ကအကုန်ချက်ပြုတ်ကြော်လို့ပြီးတော့ရောင်းချရတဲ့အတွက်သူတို့မလုပ်ပေးနိုင်တော့ဘူးနော်သူတို့သိပါတယ်ဟိုကိုထုကိုထသူတို့နိုင်တဲ့ဟာနဲ့ဝိုင်းပြီးတော့ထမ်းကြရပေါ့နော်ဒီဖေနဲ့ဒီမေကမွေးတဲ့ဒီသားသမီးတွေမှာတော့တော်လန်စိတ်သက်ရှိမယ်လို့အကျွင့်မဲ့ယုံကြည်ပါတယ်ဘာနိုင်ငယ်ကြလေအမေနိုင်ငယ်ကြချိုးတယ်အများကြီးပဲဟဲ့ပါနေအဘလုံးနဲ့လက်တီထိမှဆိုပေးလိုက်မယ်လေဖဖညအစိမ်းမနှောင်းကြဝက်နိုင်ဦးနဲ့ချက်ပြီးရောင်းကြမှာလို့ငါကလုံးနဲ့ပြေးကြတာပိုင်းကလည်းသူသေးရဟာမသားဦးလေလို့စားလဲငါပငါတည်းလဲမှာလို့အဲ့ညချက်ဘာလို့လဲချိုးရလေတော့နေဦးလို့ဟိုမှာတင်မတိပဲခိုးမနေဒီကလေးတွေနဲ့ငါဘာလုပ်မလဲပေါ့စဉ်းစားဒီတိုင်းနေမလားဘယ်လိုလုပ်မပြီးတော့အိမ်မာကတိုးတဲ့ကဒရရရေဖို့တွေကဆေးလာကူကြတယ်ဆေးနာကြတယ်တချို့ဆိုလဲ1 လလောက်နားတယ်ပေါ့နော်2 လလောက်နားတယ်ဆိုတော့အဲ့ဒီရဲဘော်တွေရဲ့စာဝတ်နေရေးလည်းရှိတယ်ဆိုတော့ငါတို့ဘယ်လိုလုပ်ကြမလဲပေါ့ဆိုတော့ဒီကလေးတွေကလည်းဟိုအမေရဲ့ပေါ့နော်သားတို့လည်းဝိုင်းလုပ်ပါမယ်ဝိုင်းစားကြမယ်ပေါ့နော်ဒီလိုလေးပဲမသိရင်တော့ပြီးအသက်ရှင်အောင်လို့နေကြရင်းနဲ့ဆိုတော့ကဲဒါဆိုလည်းဘာလုပ်ကြမလဲဆိုတော့စဉ်းစားတော့ညီမကထမင်းဟင်းနေတော့ကောင်းကောင်းချက်တတ်တယ်ပေါ့နော်ကိုမိသားစုလည်းအဲ့လိုလေးပဲကောင်းကောင်းလေးချက်စားတတ်တယ်ဆိုတော့အဲ့တော့သူများဒီနေရာလေးမှာတမိုးနေပြီးတော့ဈေးသက်တာပြီးတော့အရသာရှိတဲ့ထမင်းဟင်းလေးတွေကိုချက်ရအောင်တော့ရောင်းရမယ်ဆိုပြီးတော့အဲ့လိုထမင်းဆိုင်လေးဖွင့်ပြတာပေါ့နော်အခုတော့တော်လေးကိုအဆင်ပြေတယ်လို့ပြောရမှာပေါ့နော်ကိုမိသားစုစားဝတ်နေရတော့ပူစရာလုံးဝမလိုတော့နမဆိုရင်သူများနိုင်ငံမှာဒီခလေးတက်အုပ်တွေဒီရဲဘော်တွေဒီမိသားစုရဲ့အိမ်မှာခွေးလည်းမွေးထားတယ်ဆိုတော့စရိတ်တွေအများကြီးကုန်တော့ပေါ့နော်အခုတော့ထမင်းဆိုင်လေးဖွင့်တဲ့ကြိုးကျေးဇူးကြောင့်ထမင်းစားဖို့တော့တမိသားစုလုံးပူစရာမလိုတော့ဘူးပေါ့နော်ဒီဘောင်းမီတွေပါလဲနော်ဘောင်းမီတွေဘွက်တွေနဲ့